တရက်တော့တငါလုပ်ငန်းနဲ့သမွေးတဲ့တကားတယောက်ဟာတောင်ကန်းဆက်မှာရရှိလာတဲ့လိပ်ဥတွေကိုအိမ်ယူလာခဲ့တယ်အိမ်ကြတဲ့အခါမှာအိမ်ကသမီးကိုလိပ်ဥပြုတ်ပြီးတော့ကျွေးတယ်ပေါ့နော်ကျွေးတဲ့အခါမှာဘာဖြစ်တုံးဆိုအဲ့ဒီကလေးမလေးဟာလိပ်ဥရဲ့အရာသာတွေ့ပြီးတော့တခြားအစားအစာကိုမကြိုက်တော့ပဲလိပ်ဥကိုပဲတရဏဖြစ်နေတယ်အဲ့ဒါကိုသူ့မိခင်ကဘာနဲ့ဖြေရှင်းတုံးဆိုတဲ့အခါမှာအိမ်မှာမွေးထားတဲ့ကျက်ကဥတွေချက်ဥနဲ့အစားထိုးပြီးတော့ကျွေးပြန်တယ်အဲ့တော့လိပ်ဥတော့ကတော့လိပ်နဲ့မတွေ့ခဲ့တော့ကိစ္စမရှိဘူးကျက်ဥနဲ့အစားထိုးတဲ့အခါမှာအိမ်မှာမွေးထားတဲ့ကျက်ကသူ့ဥကိုယူတာသူမြင်တယ်အဲ့ဒီကလေးငယ်ကမတင်းတိမ်မရောင်ရဲနိုင်တော့ကျက်မရဲ့ဥကိုသူကိုယ်တိုင်ပဲသွားပြီးယူပြီးတော့ပြုတ်ပြီးစားလေးရှိကြအဲ့တော့ကျက်မရဲ့စိတ်ခံစားချက်ဟာဘလို့ဖြစ်သွားသူ့မျက်တနိုးထားတဲ့သူ့ရဲ့သားတွေသမီးတွေဖြစ်လာမယ်အမှန်တမ်းမျက်နိုးတဲ့သူ့ရဲ့ဥတွေကိုယူပြီးတော့ပြုတ်စားတယ်ပြုတ်စားတော့အဲ့ဒီကလေးမလေးပေါ်မှာဒီကျက်မကြီးဟာတိရစ္ဆာန်ပေမဲ့လို့သူ့ပေါ်မှာရက်ဆက်တယ်လို့ဆိုတဲ့အသိတော့သိပြီးဒီမင်းကလေးပေါ်မှာကလေးစားချေလို့တဲ့စိတ်တွေဖြစ်လာတယ်တမန်အပြင်လူတွေကတော့အမှတ်တမဲ့လုံးနေကြတာတိရစ္ဆာန်ဆိုတာဘာမှမသိတတ်ဘူးဆိုပြီးတော့အနိုင်ကျင့်ဉာဏ်နိုင်ကျင့်ကြတယ်ပေါ့လောကအဲ့ဒါလို့ကျက်ဥတွေယူစားပါများတော့တရလည်းမကကျက်မကြီးရဲ့စိတ်သောကဒီကလေးမလေးပေါ်မှာရန်လိုတဲ့စိတ်ပွားလာပြီးတော့ကလေးစားချေတယ်သူကလေးတွေကိုခုလိုယူစားရမလားလို့ဆိုပြီးနောင်ဘဝကြလို့ရှိရင်နင့်ကိုနိုင်မရစေနင့်ကိုသာသမီနဲ့တော့ငါအနိုင်ရပါစေလို့စိတ်ထဲမှာအခဲမကြေဖြစ်ပြီးတော့အကျက်မကြီးကသိဆုံးဒီကျက်မကတည်သွားတော့ဘာဖြစ်တုံးဆိုအဲ့ဒီအိမ်မှာပဲကြောင်မအဖြစ်မွေးလာတယ်ရန်လိုတဲ့စိတ်နဲ့စိတ်ညွတ်ပြီးဆူတောင်းတယ်ဆိုရင်လည်းပဲကုသိုလ်ကံကမှကြီးအကျိုးပေးတာမဟုတ်ဘူးအကုသိုလ်ကံလည်းသူနိုင်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့နိုင်တဲ့ဘဝမျိုးကိုသူကရောက်အောင်လုပ်တတ်တယ်ပေါ့နော်ခုနကကျက်ဥတွေကိုယူစားတဲ့မိန်းကလေးကအဲ့ဒီအိမ်မှာကျက်မအဖြစ်မွေးလာပြန်မွေးတဲ့အခါမှာကလေးသားခြေကိုအကွက်ရတာအဲ့ဒီချိန်မှာကြောင်ကကျက်လေးတွေပေါက်လာတိုင်းအဲ့ဒီကြောင်မစားဖြစ်တယ်နောက်ဆုံးမှာအဲ့ဒီကျက်မကြီးကိုပါအနည်းပြုတ်လာနောက်ဆုံးမှာအဲ့ဒီကျက်မကလည်းပဲနောက်ဘဝကျတော့နင့်ကိုကလေးတွေနဲ့ငါစားနိုင်တဲ့တရားဖြစ်ရပါလို့အနိုင်ရပါလို့လို့စိတ်ထဲမှာတိဆောက်ပြီးစိတ်ထဲမှာတင်းမှတ်ပြီးတော့သေဆုံးသွားတဲ့အခါမှာတောထဲမှာချက်သစ်မှသွားဖြစ်ပြန်နော်ကလေးစားချေကိုချက်သစ်သွားဖြစ်တယ်ခဏကကြောင်မကတော့တောထဲမှာသမင်မသွားဖြစ်တယ်ဟောသမင်နဲ့ချက်သစ်ဆိုတော့တခါသမင်မကိုချက်သစ်ကမွေးတိုင်းစာရုံမြမကနောက်ဆုံးသမင်မကိုယ်တိုင်ကိုပင်ချက်သစ်ကကိုက်စားဝါမြူပြလိုက်တဲ့အဆင်မျိုးရောက်သွားကြတယ်အဲ့ဒီခါမှာသမင်မဖြစ်တဲ့အလှဲ့ကလည်းပဲသူ့အသက်ကိုရန်ရှာပြီးခုလိုလောရမလားလို့မကျေနပ်ချက်နဲ့တည်ဆုံးသွားအဲ့ဒါလို့ဘာတပြန်ကြားတပြန်ကလေးစားချေပြီးအမုန်းတန်နေဟာဘလောက်ထိအောင်ရှည်သွားတော့ဆိုဘဝ900တဲ့သူတို့အပြန်လှန်ဒုက္ခပေးနေကြတယ်ဘဝ900ထိအောင်ဖြစ်တာအဲ့တော့ဒါတွေကထဲ့မစင်စားပဲနေလို့မရဘူးဘုန်းကြီးတို့ကိုယ်ဘဝမှာကိုကမုန်းတာရောရှိသလားကိုမုန်းတဲ့လူရှိသလားပထမဆုံးကိုကမုန်းတဲ့ပုဂ္ဂိုလ်မရှိအောင်ကိုယ်စိတ်ကိုစင်ကြယ်အောင်အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားရမှာဖြစ်တယ်ကိုယ်ပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်ရှိခြင်းရှိမယ်သူကကိုယ်ပေါ်မုန်းတာကိုတော့ကိုမတတ်နိုင်ဘူးမတတ်တဲ့မိပဲလို့မေတ္တာခန္တီတွေနဲ့ပဲတုံ့ပြန်ရမှာဖြစ်တယ်ပေါ့ဘဝပေါင်း900ကျော်ဖြတ်ပြီးတော့တူကလူဖြစ်တူကဘလူးဖြစ်ပြီး
လက်စားချေတဲ့အမုံကလေးစားချေတဲ့အမုံတန်တရားကြီးတုံ့ပြန်လှုပ်ကြတဲ့အချိန်လေးမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိလိုက်တာနဲ့အမုံတန်တရားကြီးဟာပြီးဆုံးသွားတယ်အကယ်၍မြတ်စွာဘုရားနဲ့မတွေ့ဘူးမြတ်စွာဘုရားဟောတဲ့တရားကိုမနာရဘူးဆိုလို့ရှိရင်အမုံတန်တရားကြီးဟာသူတို့တဏ္ဍာမှာရှိနေဥမှာပဲဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဆုံးမဩဝါဒပေးတာပရဒုက္ခပဋ္ဌာနေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခရောက်အောင်လုပ်ပြီးကိုချမ်းသာမှုကိုရှာမယ်ဆိုရင်လုံးဝမသိတော့တဲ့အလုပ်တစ်ခုပဲဖြစ်တယ်တို့တွေဟာဘယ်သောအခါမှကိုယ်စင်ပြေမှုတစ်ခုတည်းကိုကြည့်ပြီးတစ်ဖက်သားဒုက္ခရောက်တဲ့အလုပ်မျိုးကိုငါတို့မလုပ်ဘူးလို့နှလုံးသွင်းဆင်ခြင်ပြီးတော့လိုက်နာကျင့်သုံးရမှာပဲဖြစ်